တာဝန်ယူခြင်းစိတ်မရှိတဲ့သူကအဲ့ချိန်မှာကတော့ကိုတာမဂျိုးကိုပဲကင်ပေါက်တာလीနော်အဲ့လိုမျိုးအချိန်ဖြစ်တဲ့အတွက်ကြောင့်ဒါကကိုလှုပ်သိမ်းလှုပ်ထိုက်တဲ့ acting တိုင်းတော့အဲ့တိုင်းသွားရမှာပဲလीနော်အဲ့တော့နှစ်ယောက်လုံးတော့တော်သေးတယ်တစင်းနဲ့အဲ့ဒါလေးပေါ့နော်အဆင်ပြေပြေနဲ့ဖြစ်သွားတာလုံးဝမဖြစ်ဘူးလုံးဝမဖြစ်ပါ तू ကမနေကြနော်အစီအစဉ်မှာလည်းအဲ့လိုပဲ highlight video ကြီးကြည့်ရတာရင်တစ်ထိတ်ထိတ်နဲ့ကြည့်လာတာပေါ့နော်မကြိုးဖြစ်ခဲ့တယ်လို့ထင်တာပဲကိုယ့်ဘာသာကိုတော့ထင်တာပဲပေါ့နော်ဟုတ်ပရိသတ်တွေဘက်က feedback လေးတော့ပြန်နှားထောင်ချင်ပါတယ်ဟုတ်တယ်တော့ကိုရေမမေးပါနဲ့အကယ်၍အကိုမကြိုးမလို့ချင်ဘူးဆိုရင်လေဒီတိုင်းနဲ့ထားခဲ့လိုက်ပါတော့အဲ့ဒါမှမကျင်တတ်ဘူးဆိုရင်လေဒီကနေပဲတွန်းချလိုက်ပါတော့တယ်လေတို့တဲလို့ပြောနေတယ်နိုင်လားup to 20% discount လားအခုလည်းအခုကြည့်ရင်လက်ဆောင်ယူလို့ရပြီဗျို့ဩဂတ်လအတွင်းမှာနိုင်ဝယ်မဲ့သူတွေအတွက်ချေယူနိုင်ရောင်းဆိုင်တွေမှာရှိတဲ့ဘယ်နိုင်ယူတော့ပဲနိုင်တလုံးဝယ်လိုက်တဲ့မှာဘလာမပါတဲ့ Supreme Read တစ်ချိန်နှိမ့်လို့ရမယ်အပြင်ကိုယ့်ရဲ့ lucky draw တိုင်း up to 20% discount တွေ3နှစ်ရောက်ကျိတ်တဲ့ရနိုင်တလုံးကိုချက်ချင်းယူလို့ရမှာမို့ share မိုက်နဲ့ cherry ရဲ့ lucky draw ကြီးနဲ့နိုင်ဝယ်ကြပါစို့နိုင်ဆိုရင် cherry highlight video ကြီးကြည့်ရတာရင်တစ်ထိတ်ထိတ်နဲ့ကြည့်လာတာပေါ့နော်မကြိုးဖြစ်ခဲ့တယ်လို့ထင်တာပဲကိုယ့်ဘာသာကိုတော့ထင်တာပဲပေါ့နော်ဟုတ်ပရိသတ်တွေဘက်က feedback လေးတော့ပြန်နှားထောင်ချင်ပါတယ်ဟုတ်ဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမကြိုးအဖွဲ့သူဖွဲ့သားတွေအားလုံးကကျွန်တော်တို့ဒီစပြီးတော့PD တွေကိုခံစားကြပါတယ်ဒီ PD တွေခံစားဖို့အတွက်ကကျွန်တော်တနိုင်ငံလုံးမှာရှိနေတယ်မိဘပြည်သူများအဖြည့်ဆည်းပေးမှရမှာပါအဲ့တော့ကျွန်တော်တို့ရဲ့ဒီ MRD4 မှာတနင်္လာနေ့ကနေပြီးတောက်ကြနေ့အထိမှာကျွန်တော်ည9နာရီတိုင်းမှာကျွန်တော်တို့ကြည့်လို့ရမှာဖြစ်တဲ့ကြောင့်မလို့တဝါအေးကြည့်ပြီးတော့ကျွန်တော်တို့တွေကိုပုံမှန်တွေမြင်ကြပါဒီစကားကလည်းဒီမြန်မာပြည်သက်တွေတကယ်ကိုစိတ်နဲ့တတ်မဲ့စကားမျိုးစားဆိုတော့ကြည့်ကြပါဟုတ်အဲ့ဒါကတော့ဇက်ကွင်းပွဲရောက်မှဖြစ်တာပါနော်ဇက်ကွင်းပွဲရောက်မှအဓိကတော့ဦးဝင်းထွန်းကအဲ့လိုလေးတွန်းလိုက်တဲ့ဆိုတော့ကျွန်တော်ကလည်းအဲ့လိုတွန်းလိုက်တဲ့အခါကျတော့အဲ့ဒါတစ်စင်း1 sin 1 ကပ်ပါပဲဦးကအဲ့ဒါကောင်းတယ်ထက်မြေ့တော့ဦးအဲ့လိုပဲရွေးတော့မယ်ဟုတ်ကဲ့ဦးကောင်းပါတယ်ဟုတ်တာဝန်ယူခြင်းစိတ်မရှိတဲ့သူကတွန်းလာတော့မဟုတ်ကင်ပေါက်တဲ့ကင်ပေါက်တာအတန်မှာပါလာအဲ့မှာအင်ဆိုပြီးတော့လေကင်ဒါမဲ့အဲ့ဒါကြောင့်ခုနကပြောတာပေါ့နော်အဲ့ဒီအချိန်မှာ saturation မှာဖြစ်နေတဲ့စိတ်ကကြတော့ကျွန်တော်ကကြတော့ဟိုလိုကာမစိတ်ကျူးလွန်တဲ့စိတ်မရှိဘူးဒေါသစိတ်ရှိတယ်ဒေါသစိတ်ရှိတယ်ဆိုတော့အဲ့ဇက်ကောင်ဝင်သွားတဲ့အချိန်မှာအဲ့ဒေါသစိတ်နဲ့သူ့ကိုလွတ်လိုက်တာဟိုအမှန်တကယ်ကတော့ကျွန်တော်ကကြတော့ကိုတာအနေနဲ့ကြတော့ကိုယ့်ရဲ့ဘဝကြီးကိုဘယ်သူမှထိခိုက်ဖျက်ဆီးတာမလိုချင်ဘူးဒါပေမဲ့ကိုလည်းမချင်မနေတတ်တဲ့လူနဲ့မလိုချင်ဘူးအဲ့လိုစိတ်တွေရှိတာပေါ့နော်အဲ့ဒါကြောင့်မို့သူအဲ့လိုဒေါသစိတ်နဲ့ကင်ပေါက်မိတယ်ဆိုတော့ဟုတ်တယ်အဲ့ချိန်မှာကတော့ကိုတာမဂျိုးကိုပဲကင်ပေါက်တာလीနော်အဲ့လိုမျိုးအချိန်ဖြစ်တဲ့အတွက်ကြောင့်ဒါကကိုလှုပ်သိမ်းလှုပ်ထိုက်တဲ့ acting တိုင်းတော့အဲ့တိုင်းသွားရမှာပဲလीနော်အဲ့တော့နှစ်ယောက်လုံးတော့တော်သေးတယ်တစင်းနဲ့အဲ့ဒါလေးပေါ့နော်အဆင်ပြေပြေနဲ့ဖြစ်သွားတာဟုတ်ရန်တော်သေးရဲ့တော်သေးရဲ့ခါကျိုးဖို့ပဲအချန်တော့မတော်ဟုတ်လုံးဝမဖြစ်ဘူးလုံးဝမဖြစ်ပါ तू ကမနေကြနော်အစီအစဉ်မှာလည်းအဲ့လိုပဲဟိုပါပေါ့အဓိကတော့ဒီစကားလေးမှာကျွန်တော်တို့ကအဓိကဒီနေ့မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကုညီထုတ်ကောင်ကလာခြင်းတယ်ဟုတ်တယ်ဒါပေမဲ့အဲ့လိုမျိုးပင်းတရားကိုရောက်နေလို့ကျွန်တော်မလာဖြစ်ဘူးဒီစကားလေးကကျွန်တော်တို့ကရုပ်ရှင်မင်းသားမင်းသမီးတွေအားရတဲ့ကားမဟုတ်ပါဘူးတကယ်နောက်ကဆက်အဖွဲ့သားတွေကစဒီနေ့ကိုသူတို့တွေကကျွန်တော်ဘယ်လိုပြောရမလဲပေါ့နော်ဒီရိုက်တဲ့အဖွဲ့သူဆက်အဖွဲ့သားတွေတဲမှာဆိုဒီမဂျိုးဆက်အဖွဲ့သားတွေသဘောကျတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်အက်တာတွေခြေနေပေါ်မူတည်ပြီးသူတို့တွေနှီးတယ်။အက်တာတွေကခုနကလိုတကယ်ကိုငိုရတော့မယ်ခုနကလိုတကယ်ကိုလွမ်းငိုရတာမဟုတ်ဘူးဆိုတော့မှတန်ဖိုးတဖြည်းဖြည်းတက်လာပြီးဟေ့ဆိုလို့ရှိရင်ဘေးလူတွေကပါအဲ့ဒီဇက်ထဲကိုစီးမျောနေကြတယ်အကုန်လုံးကအဲ့လိုမျိုးအဲ့ကြတော့ကျွန်တော်တို့တရုတ်ဆောင်တဲ့လူတွေကစအကုန်လုံးကဒီ feeling ပို့ပြီးကောင်းတယ်ခံစားမှုကောင်းတယ်ကျွန်တော်အဲ့လူမဆန်တဲ့ကောင်လူယုံမှာဆိုတဲ့ကောင်ဖျက်မှာကိုကကျွန်တော်လည်းကျွန်တော်မဟုတ်တဲ့ကြောင့်ညင်းနေတာပေါ့ဗျာဟာအဲ့ဒါတော့မင်းလွတ်လပ်ခွင့်ပဲလေမင်းလည်းမင်းမဟုတ်ဘူးထင်ညင်းလိုက်ပေါ့ငါတော့ဒီကိစ္စကိုဒီထက်ပိုပြီးတရုတ်ဆောင်ပြောပြီးဟေ့ဆိုလို့ရှိရင်အဲ့လိုတချို့စင်းနေဆိုလို့ရှိရင်ကင်မရာမန်တွေအတန်ဖိုင်းတဲ့လူကအဲ့လိုမျက်ရည်တွေကျကြအဲ့လိုမျိုးဖြစ်တဲ့အကြောင်းမို့ကျွန်တော်တို့တရုတ်ဆောင်တွေကစအကုန်လုံးကတရုတ်ဆောင်လာဟိုမိုက်တယ်ဟုတ်တယ်အဲ့လိုမျိုးနော်ဟုတ်တယ်ပြီးတော့ဇင်တို့heavy drama ဖြစ်နေအောင်အဲ့လိုအချိန်ခါမှာဒီဆက်ဖွဲ့သားတွေဒီအတတ်ပညာရှင်တွေဘက်ကနေပြီးတော့မှမှန်မှာဆိုရင်လှုပ်ချင်လှုပ်လို့ရတယ်လေဒါပေမဲ့အားလုံးကနွေးနွေးထွေးထွေးနဲ့
team work ကိုအရန်ဦးစားပေးတယ်နောက်တစ်ခုကငိုမယ်ဆိုရင်လည်းဇင်တို့မူးခွန်နေတဲ့အချိန်မှာအကုန်ငိမ်ပေးတယ်အဆင်ပြေလားပြေပြီဆိုရင်အဆင်သင့်မယ်ရိုက်မယ်ပေါ့နော်အဲ့လိုမျိုးလေးတွေနဲ့အရန်ကိုဒီထဲမှာတယောက်ချင်းစီတဦးတယောက်ချင်းစီကလေကိုယ့်ရဲ့တာဝန်နဲ့ကိုတေချာခြေပုံအောင်ရယ်စေတနာရယ်မေတ္တာရယ်အကုန်လုံးနဲ့အဖက်ဖက်ကနေပြီးတော့ဒီမကြိုးဘယ်လိုပြောရပါဆိုရင်ဇလန်တွဲကြီးဖြစ်အောင်ဆိုပြီးတော့လုပ်ပေးကြတာပါဟုတ် အဲ့တဲမှာမမရဲ့တစင်းရှိရယ်အခုမှတတိယလားတစင်းဆိုလို့ရှိရင်ဒီထဲမှာပါတယ်ဇက်ဝင်ငန်းအများစုကတော့ကျွန်တော်တို့တရုတ်ဆောင်တွေနေနဲ့လေ့ကျင့်တာတွေဖြစ်နေတာပဲဒါပေမဲ့တစ်ခါတည်းကျတော့ကျွန်တော်တို့တရုတ်ဆောင်ဆိုတာလည်းအချိန်တွေပေါ်လဲမူတည်နေတာပေါ့လေခုနကလို့ကိုကဘယ်လောက်ပဲလေ့ကျင့်နေချင်းတစ်ခါရရချင်းလူဓာတ်ထဲမှာမူတော့မဟေ့ဆိုတစ်ခါရမူဝင်တာဖီးဝင်တာတွေရှိသေးတာဟုတ်ဒါပေမဲ့အဲ့လိုဖြစ်တဲ့တည့်ရဲ့အမမရှိခဲ့ဘူးရှိတယ်ဟုတ်တယ်အဲ့စင်တစ်ခုရှိတယ်ဟုတ်တယ်အဲ့ဦးဝင်းထွန်းကကြတော့ခုနသူ့လိုချင်တဲ့စင်းကိုသူ့ရဲ့စိတ်ထဲမှာပေါ်လာတဲ့အတိုင်းမရဘူးဆိုလို့ရှိရင်အဲ့ဒီဟာကိုသူကတော့ဆော့ရပြီဆိုလို့ရှိရင်1 1ကပဲမရဘူးဆိုလို့ရှိရင်လည်းမရဘူးအမီဖတ်သွားအဲ့လိုဖတ်သွားအဲ့သူနဲ့ကျွန်တော်နဲ့ချိတ်နေတာချိတ်နေဆိုတော့ဟိုဘယ်လိုပြောရမလဲကျွန်တော်တချမ်းလေးကိုကျွန်တော်ပြီးသွားပြီဆိုကျွန်တော်ကအစင်းတိုင်းမှာကျွန်တော်သူ့ဟိုအမကိုလိုက်လုပ်ပေးတယ်ဒါပေမဲ့အဲ့ဟောက်ဆိုခုနှစ်ခေါက်လောက်ရှိခုနှစ်ခေါက်တယ်ခုနှစ်ခေါက်ရှစ်ခေါက်လောက်ရှိဟိုမကြိုက်မကြိုက်ဒါပေမဲ့အဲ့တော်တော်ကြာစောင့်တယ်ပေါ့အကုန်လုံးကလည်းစိတ်ရှိနဲ့စောင့်တယ်အဲ့တော့ကအမားလို့ဒီလိုလေးလုပ်ကြည့်ပါလားအဲ့ဒါတော့မပြောထူးအောင်ကလေအရန်စိတ်ရှည်တယ်ထူးအောင်လေအရန်စိတ်ရှည်တယ်အရန်စိတ်ရင်းကောင်းတယ်ပေါ့နော်သူ့ဘက်ကနေပြီးတော့ဇင်းကိုကူညီပေးတာတွေအများကြီးရှိတယ်အဲ့ဒါတွေကတကယ်ထူးအောင် appreciate လုပ်တယ်ဘာလို့လဲဆိုတော့အခက်ခဲဆိုတာသူလဲသူ့အစဘာလဲဆိုတာသူပြောပြတယ်ကျွန်တော်အစတုန်းကဖြစ်တယ်လို့အမဖြစ်နေတာဒီလိုဆိုရင်အမပို့ပြီးတော့အဆင်ပြေနိုင်တယ်ဆိုတဲ့ဟာမျိုးလေးပေါ့နော်အရန်လက်တွဲခေါ်တယ်ပေါ့နော်အဲ့တော့ထူးအောင်လည်းတကယ်ကျေးဇူးတင်တယ်အဲ့ဒါကတော့လေဘယ်ချိန်ထမေဇင်ထူးအောင်တကယ်ကျေးဇူးတင်တယ်ဘာလို့ဆိုတော့ကိုနဲ့တွဲဘက်မှာဆိုရင်အသစ်ဖြစ်နေတဲ့အတွက်ကြောင့်စိတ်မရှိဘူးဆိုရင်ကိုကောင်းဖို့ပဲလှုပ်ချင်တိုင်းလှုပ်လို့ရတာတွေအများကြီးပဲလေတွဲခေါ်စရာမလိုဘူးဒါသူ့ဘက်အပိုင်းဒါကိုယ့်ဘက်အပိုင်းဆိုပြီးလှုပ်လို့ရတယ်ဒါပေမဲ့လုံးဝအတ္တမကြီးခဲ့ဘူးလက်တွဲခေါ်တယ်အပြင်မှာခင်မင်မှုကခင်မင်မှုပဲဒါပေမဲ့ဒီမှာဆိုရင်လေကိုနဲ့တွဲပေါ်အဆင်ပြေအောင်လေသူ့ဘက်ကနေပြီးတော့အများကြီးကူညီပေးတယ်အရန်စေတနာကောင်းတယ်စိတ်ထားကောင်းတယ်တကယ်အဲ့ဒါတော့ချစ်ကျူတယ်ဒီကတော့လေဟိုပါပေါ့အမကလည်းရန်ကျိုးစားရဲ့လူတယောက်ဆိုတဲ့ခါကျတော့ကျွန်တော်တို့ကဇက်ကားထဲမှာကြည့်နေတဲ့ခါကျလို့ရှိရင်ဇက်ကောင်တယောက်ချင်းစီကအရန်ပြည့်စုံနေမှာဇက်ကားရဲ့ကြည့်ရတာအရသာရှိတယ်အဲ့တော့အမကလည်းရန်ကျိုးစားတဲ့ခါကျတော့ကျန်တဲ့လူတွေကပါအကုန်လုံးကကျိုးစားတာပေါ့လို့မရဘူးသိရမှာဒီတစ်ခဏခဏပါတဲ့လူတော်မှအရန်ကျိုးစားတယ်မကျိုးစားလို့ရှိရင်တပည့်တွန်းနေကြတာအဲ့လိုမျိုးဆိုတော့အရန်ကိုအားရတယ်ပြီးတော့အဲ့လို item တွေလုပ်တဲ့အခါမှာလည်းပဲဒီကိုကြီးနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်အရှိမကိုကြီးနဲ့ရေဆက်ကစုံတယ်အစိတ်တင်တန်းတော့လည်းကိုကြီးနဲ့ဒီကားမှာလည်းတစ်ဖန်ပြန်ပြီးတော့ကိုကြီးနဲ့ပြန်စုံတယ်သူနဲ့လောက်ရတဲ့အချိန်မှာလည်းပဲကျွန်တော်ပြောပြပါတယ်ကိုကြီးနဲ့ဆိုလို့ရှိရင်ကိုကြီးနဲ့ကျွန်တော်တို့အပေးယူ item လောက်ရတာကောင်းတယ်ဒီကားမှာတော်တော်ကြွတယ်လို့ဘာဖြစ်လို့အဆိုင်ကဒီကုန်းလေးကသူနဲ့ကျွန်တော်နဲ့ဒဲဆိုင်မှာနောက်ပိုင်းကျလို့ရှိရင်အဲ့လိုမျိုးတော့စိတ်နေကြလောက်ရတာလည်းကောင်းတယ်လို့ပြီးအမားနဲ့ဟာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီနောက်ပိုင်းတွေ့ပါလိမ့်မယ်ဒီအစာပိုင်းတွေကကြတော့ကြည့်လို့ရှိရင်ပြိသက်ပြပါလာသွားတဲ့ခါကျရင်ကျွန်တော်တို့အသက်တွေကြီးသွားတဲ့စင်းတွေကြလို့ရှိရင်ပြိသက်တဖြည်းဖြည်းစီးမျောသွားတဲ့ခါကျရင်တကယ်ကျွန်တော်တို့ရဲ့ကြိုးစားအားထုတ်မှုတွေ့ပါလိမ့်မယ်ပြီးတော့ driver ရဲ့ပြိသက်ပေါ်မှာထားတဲ့စေတနာကိုတွေ့ပါလိမ့်မယ်ကျွန်တော်တို့ကခုနကကျွန်တော် interview ဖြေသလိုပေါ့နော် budget ကသာ TV ဇလန်တွေဒါပေမဲ့ရိုက်ထားတဲ့ quality နဲ့စေတနာတွေကရုပ်ရှင်ပါ